စီကိုလမ်းလျှောက်သွားနေတဲ့ဓမ္မအမျိုးသမီးတဦးကိုလုပ်ငန်းခွင်အထိလိုက်ပါပို့ဆောင်ပေးခဲ့တာကြောင့်လိုင်းပေါ်မှာလူပြောများနေတဲ့ထိုင်းရဲတပ်ဖွဲ့ဝင်တဦးရဲ့လုပ်ရက်မင်္ဂလာပါပရိသတ်ကြီးရှင်ထိုင်းနိုင်ငံပထုံဌာနီမြို့မှာအလုပ်သွားရောက်လုပ်ကိုင်မဲ့ဓမ္မအမျိုးသမီးတဦးကိုထိုင်းရဲတပ်ဖွဲ့ဝင်တဦးကဘယ်သွားမလဲလို့မေးမြန်းတဲ့အခါဓမ္မရဲ့လုပ်ငန်းခွင်စီကိုသွားနေတယ်လို့ပြောတဲ့အခါမှာတော့ဓမ္မလူသမားအမျိုးသမီးကိုဆိုင်ကယ်ပေါ်တင်ပြီးလုပ်ငန်းခွင်အထိလိုက်ပါပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ20ရက်နေ့မနက်ပိုင်းကနေမြေလုံးကျုံ၏အတွက်ဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ထိုင်းရဲတပ်ဖွဲ့ဝင်တဦးဟာလမ်းလျှောက်ပြီးအလုပ်သွားနေတဲ့မြမအမျိုးသမီးတဦးကိုဘယ်သွားမလဲလို့မေးမြန်းတဲ့အခါဒီမအလုပ်လုပ်ကိုင်တဲ့နေရာကိုသွားနေတာဖြစ်ကြောင်းပြောကြားခဲ့တာကြောင့်အခုလိုနေရာအထိပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်အခုလိုဂရုတစိုက်နဲ့လိုက်ပါပို့ဆောင်ပေးခြင်းခံခဲ့ရသူဟာအသက်23နှစ်အရွယ်မမြလေးနွယ်ဆိုသူဖြစ်ပြီးသူမကတော့မြန်မာနိုင်ငံကနေထိုင်းနိုင်ငံပထုံဌာနီမြို့ရှိအိမ်ယာတစ်ခုမှာချန်လုသားအဖြစ်လာရောက်လုပ်ကိုင်နေတာတနစ်ခန့်ရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။အနည်းနေ့ကအလုံးနောက်ကျနေလို့မမြင်သွားနေတဲ့အချိန်ကုညီပေးခဲ့တဲ့ဦးရဲကြီးကိုကျေးဇူးတင်ပါတယ်။ကျမတို့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းရဲတွေနဲ့တွေ့ခဲ့ရင်အခုလိုမျိုးစေတနာကောင်းပြီးကုညီပေးတဲ့သူနဲ့တွေ့စေချင်ပါတယ်လို့မမြလေးတွေကပြောဆိုထားတာလည်းဖြစ်ပါတယ်။အခုလိုကုညီပေးခဲ့တဲ့အတွက်ထိုင်းရဲဝန်ထမ်းအပေါ်မှာထိုင်းရောက်မြန်မာလူသားတွေကလည်းချီးကျူးဂုဏ်ပြုနေကြတာဖြစ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာမြန်မာရွှေပြောင်းအလုပ်သမားတွေကိုတွေ့ရှိပါကနေထိုင်ခွင့်လက်မှတ်စစ်ဆေး၍ဖမ်းဆီးငွေညှင်းလေးရှိပေမဲ့လည်းမမြလေးတွေကိုကုညီပေးခဲ့သူထိုင်းရဲတပ်ဖွဲ့ဝင်ဟာနေထိုင်ခွင့်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုမေးမြန်းခြင်းမရှိဘဲဖြူစင်သောစိတ်စေတနာဖြင့်သာလုပ်ငန်းခွင်အထိပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်